အပိုင်း9မှာတော့မီဆာကဖမ်းထားတဲ့မိန်းကလေးတွေကိုကယ်ရမယ်ဆိုကပြောနေတဲ့အချိန်ယူဆူအီထွက်လာပါတယ်အဲ့နောက်ယူဆူအီကိုမိန်းကလေးတွေကိုနင်ဖမ်းထားတာမလားမေးလိုက်တော့ဘေးနားကမိန်းကလေးတွေကကိုယ့်သဘောနဲ့ကိုနေတာလို့ပြောလိုက်ပါတယ်အဲကြောင့်ယူဆူအီလည်းသူ့အိမ်ကိုအပိုင်စီးသွားကြလို့မီဆာကိုတွဲကြရအောင်ပြောပြီးဒီကနေထွက်သွားရအောင်ပြောလို့မီဆာလည်းဘာလို့လိုက်ရမှာလဲပြောလိုက်ပါတယ်အဲကြောင့်ယူဆူအီလည်းမီဆာနဲ့မှချစ်မိသွားလို့ပြောလို့ရှက်သွားကမတွဲဘူးလုပ်နေပါတယ်တကယ်တော့မီဆာကပုံမြင်နားထောင်ကအိမ်မက်မက်နေတာဖြစ်ပြီးအပိုင်း9လည်းပြီးသွားပါတော့တယ်အပိုင်း10မှာတော့မီဆာတငယ်ချင်းဆာကူရာဆိုတဲ့တယောက်ကတီဝိုင်းနဲ့ကအဆိုတော်တယောက်ကိုချစ်မိသွားကတွေ့ဖို့ချိန်ထားလို့မီဆာကိုပါခေါ်နေကြပါတယ်အဲနောက်ယူဆူအီကကြောင်းဆင်းတဲ့အချိန်မီဆာကိုတွေ့လို့မပြန်သေးဘူးလားမေးတော့မီဆာကအလုပ်တွေကြိုလုပ်ထားခြင်းလို့ပြောကတငယ်ချင်းတွေနဲ့ကော်ဖီဆိုင်သွားမလို့ပြောတာကြောင့်ယူဆူအီကစိတ်ပူကတငယ်ချင်းပဲလားမေးတော့မီဆာကတီဝိုင်းကလူတွေပါပါတယ်ပြောပြီးတငယ်ချင်းတွေနဲ့အဲ့လိုမသွားရတာကြောင့်ဒါဘီလို့ပြောနေပါတယ်အဲနောက်ဆာကူရာနဲ့ရှီဆူတို့ကမီဆာနားထောင်ဖို့တချင်းခွေးပေးလိုက်လို့နားထောင်နေတဲ့အချိန်သူ့ညီမကအတီဝိုင်းအဖွဲ့ကသတင်းစာတွေမှာပါပါတယ်ပြောလို့နာမည်ကြီးတွေလာဆိုပြီးမီဆာတွေးမိသွားပါတယ်အဲနောက်အလုံးမှာလဲဂျာရီကတီဝိုင်း cosplay လုပ်မယ်တွေပါပြောနေပြီးမီဆာကတော့ငါကြောင့်3កောင်ကိုတိတ်မတွေ့မိဘူးဆိုကစာလုံးနေမယ်ထင်နေပေမဲ့နည်းနည်းတွေကတော့ပတ်စံစုနေကြပါတယ်နောက်နေ့မှာတော့ငါကြောင့်တွေကပတ်စံပြေးလာတာကြောင့်ကဖေးဆိုင်မှာမုံတွေစားလိုက်မယ်ပြောနေတဲ့အချိန်မီဆာတို့ရောက်လာလို့လမ်းသွားကြပါတယ်အဲနောက်ခဏနေတော့တီဝိုင်းကလူတွေလည်းရောက်လာကြကဆမ်မဲဆဲစိမ့်ဆဲဝါဆန်ဖြူဆိုပြီးမိတ်ဆက်လိုက်ကြပါတယ်အဲနောက်မီဆာကအလဲမှာထိုင်ကစိတ်ညစ်နေတော့ရှီဇူကိုကြည့်လိုက်တော့မျက်နှာလွှဲထားတာကိုတွေးလိုက်ရလို့စိတ်ပြတ်သွားပါတယ်ဒါပေမဲ့ဆာကူရာကတီဝိုင်းကလူတွေနဲ့ပြောနေတာကိုမြင်လို့မီဆာလည်းပျော်သွားပါတယ်အဲနောက်တက်စင်ကန်းထဲမှာတော့ဆန်စိမ့်ကဆန်ဝါကိုဆာကူရာကမင်းကိုကြိုက်နေတာထင်တယ်ဗျဟုတ်ပေမဲ့ဆာဝါကတော့ဇဲပင်ရှည်တဲ့မီဆာကိုပဲကြိုက်တယ်ပြောကကောင်မလေးလုံးမယ်ပြောနေတာကိုမကြောင်တွေကြားသွားတဲ့အချိန်တယောက်ရောက်လာပါတယ်အဲနောက်စပွဲဝိုင်းကိုပြန်ရောက်လာတော့ဆာဝါကောင်ကမီဆာကိုပဲလိုက်ပြောနေကတီဝိုင်းကိုလာမလားတွေပဲမင်းနေလို့မီဆာလည်းအနေရခက်ကတက်စင်ကန်းမှာစဉ်းစားနေပြီးဆာကူရအတွက်ဘယ်လိုလုပ်ရမလဲဆိုကပြန်ထွက်တဲ့အချိန်ဆန်ဝါဆန်စိမ့်နှစ်ကောင်ကစောင့်နေတာစကားပြောချင်လို့ဆိုပြီးပြောပေမဲ့မီဆာကစပွဲဝိုင်းမှာပြောလို့ရတယ်ပြောတော့ဆန်ဝါကောင်ကဒီမှာပဲပြောမယ်ဆိုကမီဆာကိုစပင်တွေကင်နေတဲ့အချိန်ယူဆူအီပကံပြားနဲ့တားလိုက်ကအော်ရာမက်လို့ရပြီလားပြောလိုက်ပါတယ်အဲကြောင့်ဆန်ဝါကလည်းမီဆာအတိလာမေးတော့ဆန်စိမ့်ကကောင်းလေးထင်တယ်ပြောပေမဲ့မီဆာကမဟုတ်ဘူးပြောတာကြောင့်ယူဆူအီကသူ့နောက်ယောင်ခံလေးဆိုကပြောလိုက်ပါတယ်အဲကြောင့်ဆန်ဝါကတကယ်စပွဲထိုးကိုခေါ်မယ်လို့တာကြောင့်မီဆာလည်းနောက်ယောင်ခံဆိုပေမဲ့အဲ့လိုမဟုတ်ဘူးတားနေလို့အာယုံနောက်တယ်ဆိုကထွက်သွားကြပါတယ်အဲနောက်မီဆာကအင်ဂျီဘဲကရလဲမေးတော့ယူဆူအီကအတိတယောက်စီကချွတ်ယူလိုက်တာပြောလိုက်ပြီးတဝင်းတိုးတဲပြောတာကြောင့်မီဆာလည်းအဲ့လိုမဟုတ်ဘူးဆိုကရှင်းပြလိုက်ရပါတယ်အဲနောက်မီဆာစားပွဲကိုပြန်လာတော့ဆာဝါကောင်တွေကမီဆာကိုပဲခေါ်နေကြလို့ဆာကူရာစိတ်ညစ်သွားတာမြင်တော့မီဆာလည်းစိတ်ဆိုးသွားပြီးအင်ဂျီဆွဲကဆာကူရာကိုမမျော်လင့်နေတော့လို့အော်ပြောလိုက်လို့ဆိုင်ကထွက်သွားတဲ့အခါမှာတော့ရှီဇူကအဲ့လိုဆိုင်မှာမအော်ကြနဲ့ဆိုကနှစ်ယောက်ကိုဆူလိုက်ပါတယ်အဲနောက်ဆာကူရာကိုလည်းလူရွေးရင်တေချာရွေးဆိုကအော်နေတာကြောင့်ဆာကူရာငိုနေလို့မီဆာခေါင်းပုတ်ပေးလိုက်လို့ဆာကူရာလည်းနောက်ကျရင်ခေါင်းပုတ်ပေးတဲ့သူကိုပဲရွေးတော့မယ်ပြောလိုက်ပါတယ်အဲနောက်မီဆာလည်းသွားတဲ့လမ်းမှာယူဆူအီကိုတွေ့ပြီးဆာကူရာပြောတာကိုတွေးမိသွားကခေါင်းကင်နေလို့ယူဆူအီကခေါင်းကဘာဖြစ်တာလဲမေးတာကြောင့်မီဆာကဘာမှမဖြစ်ဘူးပြောလိုက်ပြီးအပိုင်း10လည်းပြီးသွားပါတော့တဲ့ကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်